အာဖရိကဖလားမစခင်ရှက်ပိုင်းအလိုမှာပိုဆိုးလာတဲ့ကင်မရွန်ရဲ့အသင်းတွင်းအခြေအနေကင်မရွန်အသင်းကအာဖရိကဖလားပြိုင်ပွဲစတင်ဖို့ရှက်ပိုင်းအလိုမှာပဲဥက္ကဋ္ဌဆမ်မြူရယ်အီတူးနဲ့နေပြဖြစ်သူတို့အကြားမှာအကြီးအကျယ်ပြဿနာတက်နေကြပါတယ်။အဲ့ဒါကတော့ပြီးခဲ့တဲ့ဂျာတာရီနေ့ကကင်မရွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌသက်တမ်း၄နှစ်ပြည့်ခဲ့တဲ့အီတူးကလက်ရှိမှာဘောလုံးလက်ရွေးစင်အသင်းနေပြဖြစ်တဲ့ Max Bryce ကိုထုတ်ပယ်ဖို့လုပ်ရနေပြီးတော့စခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Bryce ကတော့ယာရူကနေထုတ်ပယ်ခံရတာကိုလက်မခံပဲညှင်းဆန်နေတယ်လို့သတင်းရရှိပါတယ်။ ဘယ်လ်ဂျီယံလူမျိုးနီးပြ Bryce ကစက်တင်ဘာ2026အထိကင်မရွန်အသင်းကိုဂိုင်တွယ်ဖို့အားကစားဝန်ကြီးဌာနနဲ့စာချုပ်ဆက်လက်ပြီးတော့ရှိနေစေဖြစ်ပါတယ်။ဒါအပြင် Bryce ကိုတရားဝင်ထုတ်ပယ်ခြင်းလည်းမရှိသေးပါဘူး။ဒါပေမဲ့ E2 ဦးဆောင်တဲ့ကင်မရွန်ဘောလုံးအဖွဲ့ချုပ်ကဒီဇင်ဘာ10ရက်နေ့ကအရေးပေါ်ကော်မတီအစည်းအဝေးပြီးမှာကစားသမား28ဦးပါတဲ့စာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီစီးရင်မှာနီးပြအဖြစ် Bryce မဟုတ်ဘဲနဲ့ David Bagu ကိုနီးပြအဖြစ်ဖော်ပြခဲ့ပါတယ်။ Bagu က FIBA ရဲ့တရားဝင် website မှာလည်းနီးပြအဖြစ်ဖော်ပြခံထားရပြီးတော့ပြီးခဲ့တဲ့တစ်ပတ်ကအာဖရိကဖလားအတွက်ရွေးချယ်ထားတဲ့လူစီးရင်နဲ့အသင်းရဲ့ရည်မှန်းချက်တွေကိုရှင်းပြတဲ့သတင်းစာရှင်းလင်းပွဲကိုတောင်မှလုပ်ခဲ့ပါသေးတယ်။ဒါအပြင် E2 ရွေးချယ်ထားတဲ့ဒီစီးရင်မှာမမျော်လင့်မဲချန်လက်ထားခဲ့တဲ့အဓိကကစားသမားတွေလည်းပါဝင်နေပါတယ်။မန်ယူဂိုးသမားဟောင်းအန်ဒရီအိုနာနာဗန်မြူနစ်တိုင်းစစ်မှုဟောင်းအဲရစ်ချူပိုမိုတင်နဲ့ဝိုင်းတိုင်းစစ်မှုကြီးဗင်ဆင့်အဘူဘာဂါတို့သုံးစလုံးကိုချန်လက်ခဲ့တာဖြစ်ပါတယ်။ The Sun သတင်းဌာနကတော့ E2 ကကင်မရွန်အတွက်သူ့ရဲ့သွင်းကိုအများဆုံးစံချိန်ကိုမချိုးနိုင်အောင်ဒါစီဖို့အတွက်အဘူဘာဂါကိုတမင်ချန်လက်ဖို့တောင်းဆိုခဲ့တယ်လို့လည်းကြကြပြန့်ပြန့်ဖော်ပြခဲ့ပါတယ်။အသက်33နှစ်ရှိပြီဖြစ်တဲ့အဘူဘာဂါကင်မရွန်ရဲ့သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဖို့အတွက်12ဂိုးသာလိုအပ်နေပြီးတော့လာမယ့်အာဖရိကဖလားမှာ E2 ကိုကြော်တက်နိုင်ခြေရှိနေတာဖြစ်ပါတယ်။အဲဒီအတွက် E2 ဘက်ကသူ့ရဲ့စံချိန်မကျိုးပြရလေအောင်အဘူဘာဂါကိုချန်လိုက်ခဲ့တာဆိုပြီးတော့ဆွဆွဲပြောဆိုနေကြတာဖြစ်ပါတယ်။နီးပြ Bryce ကတော့သူ့ကိုထုတ်ပယ်တာကိုလက်မခံပဲ E2 ကချန်လက်ခဲ့တဲ့ကစားသမား3ဦးကိုထည့်သွင်းထားတဲ့နောက်ထပ်ကင်မရွန်လူစင်းကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ E2 နဲ့ပရိဘက်ကအပေါ်တော့နီးပြ Bryce ကအခုလိုပဲဒေါသတကြီးပြောဆိုခဲ့ပါတယ်။ကျွန်တော်ကိုတက်နိုင်သမျှအမြန်ဆုံးထုတ်ပြဖို့ကအမြဲတမ်း E2 ရဲ့အီမန်ချက်ဖြစ်ခဲ့တာပါ။ပထမဆုံးစတွေ့တဲ့ကသူကျွန်တော်ကိုဆဲဆိုခဲ့ပါတယ်။ကျွန်တော်ဘက်ကလည်းတုံးပြန်ခဲ့ပါတယ်။ကျွန်တော်ကသူ့အတွက်ပြိုင်စရာရန်သူလိုဖြစ်နေခဲ့တာပါ။ E2 ကအထူးကစားသမားတွေနဲ့ခေါင်းဆောင်တွေကိုလည်းလူစင်းတွေကနေပြီးတော့ချန်လိုက်ခဲ့ပါတယ်။အဲ့ဒီရွေးချယ်မှုကိုသူကိုယ်တိုင်လုပ်ခဲ့တာပါ။ကမ္ဘာအဆင့်ဂိုးသမားမပါပဲဒါမှမဟုတ်အဘူဘာဂါမပါပဲအာဖရိကဖလားကိုဘလို့များသွားပြီးတော့ကစားလို့ရမှာလဲဒါကမယုံနိုင်စရာပဲဒါပေမဲ့တကယ်တော့ကျွန်တော်ကိုမအံ့ဩစေပါဘူးဒါကကိုတော်နေတက်နေရလို့ထင်တဲ့မာနကြီးသူတယောက်စီရလာတဲ့အဆုံးဖြတ်ချက်ပါကင်မရွန်သမ္မတယုံဘက်ကဒေးဗစ်ပါကူကိုလက်ရွေးစင်အသင်းရဲ့နီးပြအဖြစ်တရားဝင်ခန့်အပ်တဲ့စာမပါသေး၍ကင်မရွန်နိုင်ငံရဲ့နီးပြအဖြစ်ကျွန်တော်ဆက်ပြီးတော့ရှိနေမှာပါဒါကဆွေးနွေးစရာမလိုပါဘူးကင်မရွန်မှာအနည်းဆုံးနှစ်30လောက်ဒီလိုပဲဖြစ်ခဲ့တာပါဆိုပြီးတော့ Bryce ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်